တော့ကျွန်တော်ဒီနေ့ဂျန်ဂျာနယ်အကြောင်းပြောပြမလို့ဖြစ်ပါတယ်ဂျန်ဂျာနယ်ဆိုတော့ဂျန်ဂျာနယ်အကြောင်းပြောရင် journaling အကြောင်းအရင်ပြောပြအောင် journaling ဆိုတာတော့journal ဆိုတာနေ့စဉ်မှတ်တမ်းလို့ပုံစံမျိုး diary နဲ့ journal နဲ့ဘာလဲဆိုတော့ journal ကကျတော့မျိုး diary ကတော့မှတ်တမ်းတည်တတ်မယ်ပေါ့တိတ်တော့မကွဲဘူးထင်တာပဲကျွန်တော်အဲ့ဒါတွေနဲ့တိတ်ပြီးတော့မရင်းနေတော့လေဆိုတော့ journal ဆိုတာတော့ကိုယ်ပါကို feelings တွေပေါ့ကို emotion တွေဒီနေ့ဘာကြုံခဲ့ရလဲဘယ်လိုခံစားရလဲတခြားအမျိုး emotion တွေနဲ့ပတ်သက်တာပုံများမယ်ထင်တယ်ဥပမာဒီနေ့ဘယ်လိုလဲတွေ့ပြီးတော့အမှတ်တရလေးတွေပါရှိတယ်ဘာမပြောလဲရတဲ့စကားတွေကိုခံစားချက်တွေဘာတွေအဲ့ဒါတွေကိုကိုယ့်အကိုပြန်ပြီးတော့ချရည်တဲ့သဘောမျိုးလေးချရည်ပြီးတော့ကိုယ့်ကိုပြန်ဆန်းစစ်ခြင်းလဲဆန်းစစ်ပေါ့ဒါမှမဟုတ်လဲစိတ်ထဲပေါ့သွားအောင်ပဲဖြစ်ဖြစ်အဲ့လိုရေးကြရတာ journaling အဲ့ journaling မှာမျိုးစုံရှိရဗျာဆိုတော့ဘူးလက် journaling ကပါလဲမသိအောင်အဲ့လိုမျိုးကောက်နေရကြတော့ပလန်တွေကိုပါလုပ်မယ်ကိုပါဖြစ်ချင်တယ်ကိုယ့်ရီမန်းချက်လို့ပုံစံမျိုးလဲကိုဝါသနာတွေမျိုးအချိန်ဒီမှာ time management လုပ်တာလို့ကိုယ့်ရဲ့မျိုးအချိန်စရာလို့ပုံစံမျိုးတွေမျိုးစုံပေါ့ journaling ကတော့ journaling အကြောင်းသိချင်တာတော့ပေါ့ရှာပြီးတော့လေ့လာသင်တယ်ပေါ့အဲ journaling ကိုမှအများသောအားဖြင့် journaling ကတော့စာရေးကြတဲ့ဟာများတယ်ဆိုတော့အဲ့ဒါမဟုတ်ဘဲနဲ့နောက်တစ်မျိုးရှိသေးတာ journaling ကိုအဲ့မျိုးတော့ aesthetic ဆန်လှပပလေးတွေdecoration လုပ်ကြတာပေါ့ဆင်ညတာပညာအဲ့မျိုးအဲ့ journaling ကလည်းဝါသနာတစ်ခုလိုပုံစံမျိုးတူလမ်းကြောင်းလေးနဲ့တူရှယ်ပြအဲ့တော့တွေ့ဘူးမှာအမျိုးဒီ line ပေါ်မှာမျိုးသမီးလေးတွေဆိုတော့ဒီမှာကောင်းပါလေမျိုး sticker လေးကတ်တယ်အဲ့မျိုးစာမျက်နှာလေးပေါ်မှာပန်းလေးဇာပန်းလေးပန်းကြောင်လေးလှဆင်တယ်အဲ့မျိုးဒီမှာအမှတ်တရလေးတွေတို့အဲ့မျိုးလေးလှဆင်တယ်လှပလေးလောက်တဲ့ journaling ဆိုတာလည်းတစ်မျိုးရှိတယ်ဆိုတော့ဟိုစာရေးရဲ့ journaling ကလည်းတစ်မျိုးဒီမျိုးအလှဆင်ပြီးတော့ဒီမှာ sticker လေးတွေဗာလေးညာလေးအဲ့ဒါလည်းတစ်မျိုးဆိုတော့နောက်တစ်မျိုးရှိသေးတာဂျန် journaling ကျွန်တော်အခုဒီကပြောချင်တဲ့အကြောင်းကဂျန် journaling ဂျန်တဲ့ဟာတွေကကျတော့ကိုစိတ်ဝင်စားရင်ကိုတန်ရရှာပြီးတော့လေ့လာစေချင်တယ်ဒီဂျန် journaling အကြောင်းပဲပြောမယ်ဆိုတော့ဂျန် journaling ကျွန်တော်ဂျန် journaling လောက်တာဒီနှစ်မှစလုပ်ဖြစ်တာဇန်နဝါရီရောဒီနှစ်2025တလပိုင်းမှစလုပ်ဖြစ်တာဘယ်လိုစိတ်ကူးရလဲဆိုတော့ကျွန်တော်ဒီတိုင်းပဲစာအုပ်ဗျာဒီတိုင်းဘလာစာအုပ်တစ်ခုမျိုးရေးရင်းနဲ့စာရင်းပိုင်းနဲ့ကုံသွားရင်အဲ့စာအုပ်ပေါ်မှာဒီတိုင်းပဲဟို sticker လေးကတ်မျိုးဖြန့်ညက်ကတ်လေးမျိုး paper collage လို့ဖြန့်ညက်ကတ်လုပ်ရလေစပြီးတော့ journaling လုပ်တဲ့ဟာကိုတွတ်တွေ့ပြီးတော့ကိုလည်း journaling ကိုကိုပုံစံနဲ့ကိုလုပ်လို့ရမလားဆိုတော့မျိုး sticker လေးတွေဝယ်ပါညာအလှဆင်တဲ့ဟာကိုရှိရလေးနဲ့ကို DIY ပေါ့အဲ့လိုမျိုးလုပ်လို့ရမလားဆိုပြီးတော့လုပ်ရနေပြီးတော့အဲ့လိုလုပ်တဲ့အကောင်တွေရှိပါလားဆိုပြီးတော့ဂျန်ဂျာတဲ့အကြောင်းကိုတွေ့သွားအောင်ဆိုတော့ဒါပေမဲ့တွေ့သွားရဆိုပေမဲ့တော့သူများဒီလိုလုပ်ကြတယ်ငါလည်းငါနီးရတယ်လေးနဲ့ရှောက်လုပ်မယ်ဆိုတဲ့သဘောပါမယ်ဒါပေမဲ့လည်းဂျန်ဂျာနယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲအဲ့တော့ဂျန်ဂျာနယ်ပဲပေါ့အဲ့လိုမျိုးသဘောထားလိုက်တကယ်တော့ဂျန်ဂျာနယ်ဆိုတာလည်းဘာမှဟုတ်မနေဘူးဗျာဆိုတော့ဟို journaling လို့တလို့ပဲကိုရေးချင်တာလည်းရေးလို့ရတယ်ကိုခံစားချက်လေးပါလည်းရေးလို့ရမယ်ပြီးတော့ကိုအလှဆင်နေတဲ့ဟာလေးလည်းဆင်လို့ရမယ်ဟိုဂျန်ဆိုတဲ့အဓိပ္ပာယ်ကကျတော့အမှိုက်ပေါ့ဗျာဆိုတော့ဂျန်ဆိုတာဒီတိုင်းပဲမျိုးစက်ကူအမိုက်စာအပိုင်းစာလေးတွေပဲဖြစ်ဖြစ်ဟိုလက်ကန်းကြော်ညာတို့တခြားတည်မလားအဲ့လိုမျိုးလေးတွေအမိုက်စာလေးတွေကိုကြိုက်တဲ့အစိပ်ပိုင်းလေးတွေဖြတ်ပြီးတော့တိန်းတာတို့ကတ်တာတို့အဲ့လိုမျိုးဒါတကယ်တော့အဓိကရွေးချက်ကတော့ဒီကိုယ်စိတ်လေးကိုမျိုးဒီတစ်ခုလေးလုပ်ဖြစ်ဒါလေးကိုအချိန်ပေးလိုက်အဲ့အချိန်ပေးနေတဲ့အချိန်လေးမှာအဲ့ပေါ်မှာအာရုံစိုက်ပြီးတော့စိတ်လေးနည်းနည်းတက်တာရပါဆိုတော့တက်တာရရဲဆိုတာကိုယ့်ရဲ့မျိုးတီထွန်ဖန်လေးမှုပေါ့စိတ်ကူးစိတ်တန်းတွေကိုစာအုပ်လေးပေါ်မှာဖွင့်ထုတ်လိုက်တယ်အဲ့ဖွင့်ထုတ်လိုက်တဲ့မျိုးလှုပ်ရှားမှုလေးအဲ့လက်လှုပ်တာလေးပုံဆွဲတာလေးဗာလေးကကိုယ်အုံနောက်ကိုရောလူကိုရောနည်းနည်းလေးတင်မှာစိတ်ချမ်းသာစေတယ်ပြီးတော့ဒါလေးတွေပြီးသွားရင်ဟိုမှာစာမျက်နှာတစ်မျက်နှာကိုကိုယ့်ကိုရှောက်လုပ်လိုက်လို့ပြီးသွားပြီပဲဒါဟုတ်ဆိုတော့အဲ့ဒါလေးကြည့်ပြီးတော့ကိုယ့်ကိုကျဉ်နဲ့နေရပါအဲ့ပေါ်မှာမျိုးကိုယ်စိတ်ပိုင်းဆိုင်ရာမျိုးခံစားရတဲ့ဟာလေးတွေလည်းချရေးထားလို့ရတယ်တခြားကြိုက်တာလုပ်လို့ရပါတယ် journaling ကတော့ကျွန်တော်တယောက်တည်းအမြင်ပေါ့လေအဲ့လိုပဲဖြစ်ဖို့များပါဆိုတော့ကိုယ့် emotion တွေတခြားကိုခံစားနေရတာတွေတခြားလူပြောမပြခြင်းတဲ့ဟာတွေအဲ့ဒါတွေကိုယ့်ကိုလေးဖွင့်ထုတ်တဲ့နေရာလေးပေါ့ပြီးတော့အဲ့ဒါကိုပြန်ဖတ်ပြီးဆန်းစစ်တာတွေပါလုပ်ချင်လို့ဒါမှမဟုတ်လဲစိတ်ပေါ်သွားရင်လေးပဲအဲ့လိုမျိုးလေးလုပ်လို့ရတယ်ဒီဂျန်ဂျာနယ်လေးကကျွန်တော်အများသောအပြင်လုပ်ဖြစ်တာတော့ကျွန်တော်ပုံဆွဲတဲ့သူဆိုတော့ပုံဆွဲဖြစ်တယ်အဲ့ sketch တွေပါတွေဆွဲတာများပြီးတော့ဟိုစန်းဒီဇိုင်းပေါ့ဟိုစန်းဒီဇိုင်းလုပ်ဖြစ်တာများတယ်ဒါလို့ကိုကပုံမဆွဲဘူးဆိုလဲဒီတိုင်းပဲကိုသဘောကျတဲ့အပိုင်းလေးတွေပြညက်ကပ်ပြီးတော့လုပ်တာပဲဖြစ်ဖြစ်စာရေးတာပဲဖြစ်ဖြစ်တခြားဒီမှာကိုကြိုက်တဲ့စာသားလေးချရေးထားတာပဲဖြစ်ဖြစ်ကိုတကယ်လို့မျိုးကြိုက်တာလုပ်လို့ရတယ်ဗျာဆိုတော့ပြီးတော့ဒါလေးကို
တိုင်းထားရင်တိုင်းထားပါဒါမှမဟုတ်လဲဆက်လုပ်ဖြစ်ရင်လည်းလုပ်ဖြစ်ပါမလုပ်ဖြစ်ရင်လည်းမလုပ်ဖြစ်ပါကျွန်တော်တော့ဒီနေ့ထဲမှာပဲတစ်လပိုင်းတောင်းနှစ်လပိုင်းတောင်းအဲ့လိုမျိုးနဲ့3 အုပ် 4 အုပ်လောက်ဖြစ်နေပြီပေါ့4 အုပ်ဒါဆို4 အုပ်မြောက်ဆိုတော့ဒါ9 အုပ်မြောက်ရေးနေအောင်ဒါပေမဲ့ခု3လပိုင်းပဲရှိသေးအောင်9 အုပ်မြောက်ဖြစ်နေဆိုတော့ကျွန်တော်တို့နည်းနည်း protective ဖြစ်တာပေါ့ဒါတွေပဲလုံးနေဖြစ်တာများဆိုတော့ထားပါဒီကတော့ကိုယ့်ကိုစိတ်ပါတဲ့ချိန်လေးမှာကိုလှုပ်ရှင်တာလေးလုပ်တာတော့တဲ့ရွယ်မရွေးပါဆိုတော့ကလေးပေါင်းစနာပဲဖြစ်ဖြစ်လုပ်လို့ရတယ်လူကြီးဒီမှာအသက်အရွယ်ရောက်ပြီးသားလဲကိုဒါလေးကစိတ်ထောပေါက်လေးတစ်ခုပဲဗျာဆိုတော့ဒီလက်ရှိအမျိုးကြုံတွေ့နေရတဲ့ကိစ္စတွေဆိုတော့လူမှုရေးပြဿနာပဲဖြစ်ဘာဖြစ်အဲ့ဒါလေးတွေတင်လာကိုခံစားချက်လေးကိုတနည်းအားမှာဖွင့်ချလိုက်ရုံပဲဗျာပြီးတော့ကိုလှုပ်ရှင်တာလေးတွေကိုပြစ်ရှင်တာလေးတွေလည်းချရေးလို့ရမယ်ကိုလာဆင်ခြင်းလို့ဆင်လို့ရမယ်ကိုကတ်ချင်တာလည်းကတ်လို့ရမယ်ထဲချင်တာထည့်လို့ရမယ်လှုပ်ရှင်တာလှုပ်လို့ရမယ်အဲ့လိုမျိုးကိုယ့်ရဲ့မျိုးလွတ်လပ်မှုလေးကိုတနည်းအားမှာဖွင့်ထုတ်လိုက်တဲ့ပုံစံမျိုးလေးပဲဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ဒီချမ်း channel ကိုသဘောကျတယ်ဆိုတော့ကိုသဘောကျတော့ကိုဒါလေးကိုလောက်ရသဘောကျတယ်ကျန်တဲ့သူတွေလည်းသဘောကျရင်လိုက်လုပ်လို့ရအောင် sharing လုပ်ပေးတာပါပဲဆိုတော့အများကြီးတူတော့မဟုတ်ပါဘူးလိုက်လုပ်ကြည့်ပါဆိုတော့ဒီလုပ်ရင်ဘာအကျိုးမဲ့ရမလဲဆိုဟို journaling တဲ့မှာစာရေးတဲ့ journaling ကတော့ဘာတွေအကျိုးမဲ့ရပါတယ်ဘာအကျိုးမဲ့ရပါတယ်ဆိုသူ first ဒီအချက်လက်တွေနဲ့ရှိတယ်ပဲဒါလုပ်ချင်းအပြင်အကျိုးမဲ့ဘာရမလဲဆိုတော့ကျွန်တော်မျိုးအတွေ့အကြုံလည်းမဟုတ်ပါဘူးကျွန်တော်ဘာရလဲဆိုတဲ့ဟာကိုပြန်ပြောပြမယ်ဘာရလဲဆိုတော့မျိုးမတောက်ပြီးသားရပဲထားတာတောက်ပြီးသားကောက်ကိုကျင်းနေတယ်အဲ့ဒါအဲ့ကျင်းနေမှုကြီးအဲ့ပီတိခေါ်မလားအဲ့ဒါဘာနဲ့မှလဲလို့မရဘူးပြီးတော့အဲ့ဒီချမ်းချန်နယ်တွေကိုဘာလုပ်လို့ရလဲဆိုရင်ကောက်ကိုအလားစင်ထားတဲ့ဟာလေးဆိုရင်ကောက်ကိုတင်ထားလို့လည်းရတယ်တခြားလူရောမျိုးလက်ဆောင်အနေနဲ့လည်းပေးလို့ရမယ်တေတေချာလေးအလားစင်ထားရဆိုရင်ပေါ့ဒါမှမဟုတ်ကိုမျိုးတယောက်တည်းကို personal feelings တွေခံစားချက်တွေလောက်တာရေးထားတာတွေများတယ်ဆိုရင်ကောက်ကိုလေးလည်းတင်ထားလို့ရတစ်ချိန်မှာမျိုးပြန်ထုတ်ကြည့်ရင်ပါညာဒီတော့ဒါလေးတွေမျိုးခံစားနေရပါတယ်ဒါလေးလောက်ခဲ့ပါတယ်ဗောအဲ့လောက်ပါပဲဒါကတော့မျိုးဒီကြမ်းကြတယ်ဗောဒီအမိုက်လေးတွေနဲ့လောက်တဲ့ချားနေပဲဗောဒါပေမဲ့တခြားကွာဒီဟာကိုတိတ်ပြီးတော့အဲ့လောက်ကြီးလှုပ်ရှုပ်တာတွေမျိုးကောက်ကတ်တာတွေပါပုံဆွဲရပါစိတ်ဝင်စားဘူးဆိုလဲရေးတဲ့ journaling တော့လုပ်ကြည့်တင်နေထင်တာပဲကျွန်တော်လည်းမျိုးတစ်ဖက်ရေးတဲ့ journaling လေးလည်းဆက်လုပ်ကြည့်တယ်ဒါပေမဲ့ကျွန်တော်ပုံဆွဲရကောင်ဆိုတော့ဒီကြမ်းကြတယ်ကိုပို့ပြီးတော့လုပ်ဖြစ်တယ်ကျွန်တော်ဟိုလိုမျိုးတင်လာလက်ပပလေး aesthetic ဖြစ်လေးလုပ်ချင်တယ်ဆိုရင်လည်းဆန်းလုပ်ကြည့်ပါတင်မလား sticker လေးတွေပါလေးလက်ပပလေးတွေအဲ့လေးကလည်းပျော်ဖို့ကောင်းပါဆိုတော့ဒီကတော့လွတ်လပ်နဲ့ကိုဖန်တီးချင်တာလေးကိုပြပပအေးစစ်စစ်လေးဖန်တီးလို့ရမယ်ကိုယ်စိတ်လေးလည်းမျိုးတက်တာရမယ်ကိစ္စလေးမို့လို့ပြန်ပြီးတော့မျှဝေပေးတာပါဆိုတော့လိုက်လုပ်ချင်လုပ်ကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်ပြောတာကလည်းအဲ့လောက်ကြီးလုံလောက်ချင်မှလုံလောက်မှာဗျာဆိုတော့ကိုယ့်ကိုရှာပြီးလေးလာပြီးတော့ကိုယ့်ကိုဆက်လုပ်လို့ရပါတယ်ဆိုတော့ကျွန်တော်ကလုပ်နေတာ3-5လောက်ရှိနေပါပြီဆက်လည်းလုပ်ဖြစ်နေပါအောင်မယ်ဆိုတော့နောက်ပိုင်းကြော်ရင်ကျွန်တော်တေချာပြန်ပြပါအောင်မယ်ဟိုကမျိုးမီးရဲ့လင်းရောင်တွေကတိတ်ပြီးတော့ရှင်းလင်းပြလို့ရဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးပါနောက်နေ့ဒီမှာလည်းကျွန်တော်ရှောက်လုပ်နေတဲ့ဟာလေးတွေမိတ်ဆက်ပေးရင်းနဲ့ဒီလိုမျိုးစိတ်ဝင်စားမယ်ဆိုတော့ထင်တဲ့ဟာလေးတွေပြောပြပေးသွားပါအောင်မယ်ဘာရတော့မဟုတ်ဗျာကျွန်တော်လည်းအချိန်နေလည်းပိုနေတယ်လို့ပြောရမလားဆိုတော့အဲ့လိုလည်းဖြစ်နေတယ်ပြီးတော့ကျွန်တော်ဒီလိုမျိုးလေးတွေရှောက်လို့ရတာလည်းပျော်လို့ရှောက်လုပ်နေတာပါဆိုတော့ဒီလောက်ပါနောက်မှတွေ့ကြပါအောင်မယ်